လူသားသမိုင်းဦးရဲ့အစောပိုင်းကာလမှာအာဒန်နဲ့အေဝါတို့ရဲ့သွေးသားကနေပြီးညီအကိုနှစ်ယောက်ဟာဒီကဘာမြေပေါ်ကိုရောက်ရှိလာခဲ့ကြတယ်။သူတို့ကတော့ကာယိနနဲ့အာဘေလတို့ပဲဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ဟာလုတ်ကင်တဲ့အလုတ်ချင်းမတူညီကြဘူး။ကာအိနာကမြေစီလွာကိုပြုစုပြိုးထောင်ပြီးကောက်ပဲတီးနှံတွေထွက်ရှိအောင်လှုပ်ဆောင်တဲ့စိုက်ပျိုးရေးသမားတစ်ယောက်ဖြစ်လာခဲ့တယ်။အာဘေလကတော့တက်ရှိသက်တော်တွေကိုဂီယူဆိုင်စောင့်ရှောက်တဲ့တစ္ဆာရှိတိုးထိန်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။အချိန်တန်တဲ့အခါမှာတော့ညီကိုနှစ်ယောက်စလုံးဟာသူတို့ရဲ့လှုပ်အားခါးသီးတွေကိုဖန်ဆင်းရှင်ထံပူဇော်တက္ကာအဖြစ်ယူဆောင်လာခဲ့ကြတယ်။အာဘေလရဲ့ပူဇော်တက္ကာဟာကောင်းချီးပေးခြင်းခံခဲ့ရပေမဲ့ကာအိနာရဲ့ပူဇော်မှုကတော့ညင်းပယ်ခြင်းခံခဲ့ရပါတယ်။ကာအိနာရဲ့နှလုံးသားထဲမှာအစာပိုင်းကဖြစ်ပေါ်ခဲ့တဲ့တိမ်ငယ်စိတ်ပြတ်မှုဟာတဖြည်းဖြည်းနဲ့မနာလိုဝန်တိုမှုအဖြစ်ပြောင်းလဲမာကျောလာပြီးနောက်ဆုံးမှာတော့သူ့ရဲ့စိတ်ကိုဝါမျိုးသွားခဲ့ပါတယ်။အဲ့ဒီမနာလိုစိတ်ကပဲလူသားသမိုင်းရဲ့ပထမဦးဆုံးသောကြီးမားတဲ့အနိဋ္ဌာယုံသေဆုံးခြင်းစီကိုဦးတည်သွားစေခဲ့ပါတယ်။ညီကိုနှစ်ယောက်တစ်ချိန်ကအတူတူလမ်းလျှောက်ခဲ့ဖူးတဲ့လေကွင်းဖြင်ကြီးဟာအဆုံးစွန်သောဝမ်းနည်းပူဆွေးမှုတွေပြည့်နှက်နေတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ရပါတော့တယ်။ သူပြုလုပ်ခဲ့တဲ့လုပ်ရအတွက်ဖန်ဆင်းရှင်ရဲ့စစ်ဆေးမေးမြန်းခြင်းကိုခံရတဲ့အခါကာအိနာဟာသူကျူးလွန်ခဲ့တဲ့အပြစ်ရဲ့ကြီးလေးတဲ့ဒဏ်ကိုရင်ဆိုင်ခဲ့ရပါတယ်။သူ့ရဲ့ဘဝဟာအဲ့ဒီအကျိုးဆက်ရဲ့တစိမ့်ခတ်နှိပ်ခြင်းကိုခံလိုက်ရပါပြီ။သူချစ်မြတ်နိုးတဲ့မြေစီလွာကနေမောင်းထုတ်ခံရပြီးတစ်ချိန်ကသူတိခဲ့မှုတဲ့ငင်းချမ်းခြင်းတွေနဲ့ဝီးကွာကဘာမြေအနှံ့လှည့်လေသွားလာရမယ်နှင်ထုတ်ခံရသူဖြစ်လာခဲ့ပါတယ် ဒါကြောင့်ကာအိနာနဲ့အာဘေလာတို့ရဲ့သမိုင်းအမွေအနှစ်ဟာအချိန်မရွေးတတိပြုနေရမယ်သင်ခန်းစာတစ်ခုအဖြစ်ထာဝရတည်ရှိနေပါတယ်။ဒါဟာထိန်းချုပ်ခြင်းမရှိတဲ့မနာလိုစိတ်ဟာလူသားရဲ့နှလုံးသားကိုအမှောင်ချပစ်နိုင်တယ်ဆိုတာငါတို့ရဲ့ရွေးချယ်မှုတွေမှာရှောင်လွဲလို့မရတဲ့အကျိုးဆက်တွေရှိနေတယ်ဆိုတာနဲ့လုံးဝအုတ်တုံးတရားမျှထားခြင်းတွေတက်ရောက်နေတဲ့အချိန်မှာတော့မှကဒုနာတရားကိုရှာဖွေတွေ့ရှိနိုင်ပါသေးတယ်ဆိုတာကိုသတိပေးနေတဲ့သမိုင်းတစ်ခုပဲဖြစ်ပါတော့တယ်